အကျွေးယူပြီးရင်ဂရိတီပါကျွန်တော်ထံမှာလာရှိသွားတဲ့ငွေတွေပြန်မရပေမဲ့ကျွန်တော်ဘာလို့ဒုက္ခအကြီးအကျယ်မရောက်ခဲ့ရတာလဲသိလားကျွန်တော်သိစေခြင်းနဲ့အကြောင်းရင်းတွေကတခုပါငွေချိန်စားတဲ့အမှန်ပါပဲကျွန်တော်ကတော့ဂရိတီသူမို့ဓာတွေကိုယုံတယ်ငွေနဲ့ပတ်သက်ပြီးဂရိမတီတဲ့လူတွေကြီးပွားချမ်းသာနေတာတခါမှမတွေ့ဘူးသေးဘူး Money mindset ပတ်စံကတခင်ရှိတယ်ပတ်စံမှာချိန်စာရှိတယ်ပတ်စံကိုချေးရင်ပြန်ဆက်ပါပတ်စံကိုပေးမယ်ပြောပြီးဂတိတီတီပြန်ပေးပါအခက်ခဲဆိုတာလူဘဝတရံတစ်ချောင်းမှာမခက်ခဲဘူးဆိုတဲ့လူမရှိပါဘူးအနေနဲ့များတော့ကြုံကြမယ်ပတ်စံကိုဂတိပြအောင်လုပ်ရင်တင့်စီမှာပတ်စံတည်မြဲတော့မှာမဟုတ်ပါဘူးပတ်စံကိုကစီနေပြီးစုနေမှမြဲတာမဟုတ်ပါဘူးဂတိတီတီနဲ့ပေးစရာရှိတာပေးယူစရာရှိတာယူပါလက်ခတ်ရင်ငွေခတ်ပါတယ်ဂရိမတီတဲ့သူတွေကဘယ်တော့မှမတိုးတတ်ပါဘူးပတ်စံကိုပြန်မဆက်ချင်တဲ့သူတွေစီမှာလည်းငွေကဘယ်တော့မှမမြဲပါဘူးလက်ခတ်တဲ့သူတွေဘာလို့မအောင်မြင်ပါဘူးဘယ်လောက်တန်ဖိုးကြီးတဲ့ဝတ်တွေဝတ်ထားတောက်ပြောင်မှုမရှိအယောင်မထွက်ပါဘူးကိုဘွားမှာမသိငယ်ချင်းရင်သူများကိုပေးစရာရှိတာလေးတွေကိုဖြည်းဖြည်းချင်းနဲ့ကြည်အောင်ဆက်ကြပါ